ဘန်ကောက်မှာပင်လယ်စာအစုံလင်ကိုစိတ်ကြိုက်အဝစားခြင်းနဲ့ဆိုရင်တော့ဒီ seafood buffet ဆိုင်ကသွားကိုသွားစားကြည့်သင့်ပါတယ်။ Thai local တွေကြားထဲဒီမှာမကဘူးနိုင်ငံတကာကခီးသွားတွေဘန်ကောက်ကိုလာလဲပြီးဆိုတာနဲ့ဒီ seafood buffet ဆိုင်ကိုရအောင်ကိုသွားစားကြတဲ့ဆိုင်ပါ။ပင်လယ်စာကြိုက်ကြတဲ့သူတွေတက်ကတော့ဒီနေရာကလုံးဝကိုနိဗ္ဗာန်ပုံလိုပါပဲ။တချို့ပင်လယ်စာတွေဆိုရင်နာမည်တောင်မခေါ်တတ်ဘူးပေါ့နော်အကုန်အစုံလင်ဒီမှာရပါတယ်။ဒီဆိုင်ရဲ့ထူးခြားချက်ကတော့အကောင့်ရှင်တွေကိုကိုယ်တိုင်ဖမ်းပြီးတော့ကိုစားခြင်းတဲ့ပုံစံကိုလုပ်ခိုင်းလို့ရပါတယ်။ဒီလိုမှန်ကန်နဲ့ထည့်ထားတဲ့ရေသတ္တဝါတွေမှန်သမျှကိုစိတ်ကြိုက်ဖမ်းယူလို့ရပါတယ်။ Kim ကတော့အကောင့်ရှင်တွေကိုဖမ်းပြီးတော့အဲ့လိုမျိုးမစားရရနဲ့တော့မစားခဲ့ပါဘူး။ဆိုင်နာမည်ကတော့ Kotley Seafood ပဲဖြစ်ပါတယ်။ငါတို့ဘာလို့ကတော့ကိုယ်တိုင်ဖမ်းလို့မရပါဘူးတကယ်လို့ကိုကအသက်ရှိရမစားရဘူးဆိုရင်လည်းဒီလိုအသက်မရှိတော့တဲ့အကောင့်တွေကိုခင်းပေးထားတဲ့ counter station တွေရှိပါတယ်။ဇွန်နေပါဆိုရင်လည်းရတာစုံလို့ခိုင်းလို့ရတယ်ပေါ့နော်ကြက်သွန်ပြူနဲ့ကြော်ရပဲစားချင်လား cheese နဲ့ပဲစားချင်လားဒါမှမဟုတ်ဒီလိုအကောင့်ရှင်တွေကိုပေါင်းရဲထည့်ပြီးပဲပေါင်းချင်လားဒါမှမဟုတ်ဒီလိုပဇွန်ကင်လေးကိုပဲစိတ်ချမ်းသာသာနဲ့စားချင်လားကိုစိတ်ကြိုက်ပုံစံလုပ်ခိုင်းလို့ရပါတယ်ပဇွန်နေမျိုးစုံရှိနေပြင်ကနန်းတွေကလည်းမျိုးစုံရှိရဲပေါ့နော်တချို့ကနန်းတွေဆိုကြီးလွန်းလွန်းဒီလိုတူနဲ့တောင်ထုပြီးတော့စားရပါတယ်ကနန်းထုဖို့အတွက် station လေးကလည်းတက်ထားပေးထားရဲပေါ့နော်ဒီဆိုင်မှာရှိတဲ့ oyster တို့ဘာတို့ကလည်းအကြီးပဲအရင်လက်ဆက်တယ်ခင်ကတော့ငါးကြိုက်တဲ့သူဆိုတော့ဒီဆိုင်အောင်သဘောကျတော့ဒီဆိုင်မှာငါးမျိုးစားအများကြီးရပြီးတော့ငါးတွေကိုလည်းအမျိုးစုံလုပ်ခိုင်းလို့ရပါတယ်ဒီ station လေးမှာလာပြီးတော့ငါးကိုငါးကြော်စားခြင်းလားငါးကိုတမ်းမြပေါင်းမဲ့စားခြင်းလားငါးခင်စားခြင်းလားသူတို့ရဲ့ menu အတိုင်းကုန်မှာလို့ရပါတယ်ငါးနဲ့စားဖို့ချပေးတဲ့ဒီအချင်းလေးကလည်းတော်တော်လေးကိုစားလို့ကောင်းပြီးတော့အရင်လိုက်ဖက်ပါတယ်ဒီဆိုင်နာမည်ကြီးရတဲ့အကြောင်းရင်းတွေကတစ်ချက်ကတော့ဒီဆိုင်မှာရတဲ့ဆာရှိမီတွေက Norway import premium quality တွေပဲဖြစ်ပါတယ်ဆာရှိမီတွေရဲ့အသားလွှာတွေကလည်းအမျိုးစုံအစုံလင်ရှိတဲ့အပြင်ဆူရှီတွေကလည်းအမျိုးစုံကိုရပါတယ်ဒီ Kotley seafood ကလေတကယ်ကို seafood နဲ့ပတ်သက်လာရင်နိဗ္ဗာန်ပုံလိုပါပဲပင်လယ်စာတွေကတော်တော်ကိုစုံတဲ့အပြင်ဆာရှိမီတွေဆိုရင်တချို့ဆိုင်တွေမှာတော့မရတဲ့ဆာရှိမီအမျိုးအစားတွေအများကြီးရှိပါတယ်ပင်လယ်စာမစားကျင်တဲ့သူတွေအတွက်လည်းဟော့ပေါ့လို့စားဖို့အတွက်အသားလွှာတွေအသီးရွက်တွေအစုံရှိသလိုကင်ပြီးတော့စားကျင်တဲ့သူတွေအတွက်လည်းနှက်ထားတဲ့အသားတွေအရသာမျိုးစုံအသားမျိုးစုံရှိပါသေးတယ်ဒီမှာဆိုရင် side dish တွေကလည်းတော်တော်စုံလင်လေးကိုရှိရလို့ပြောလို့ရတယ် side dish တွေထဲမှာဆိုရင်လည်းပင်လယ်စာနဲ့ချက်ထားတဲ့ဟင်းတွေလည်းရှိတယ် side dish တွေကလေဒီမှာခင်းပေးထားတာတွေမကသေးဘူးအရှိမ food station တွေအလိုက်ခင်းပေးထားတဲ့နေရာတွေမှာလည်းကိုစိတ်ကြိုက်ဟင်းကိုသွားပြီးတော့မှာစားလို့ရပါသေးတယ်ဒီဟင်းတွေကတော့သူတို့ station မှာ menu လေးထောင်ပေးထားရပေါ့နော်အဲ့ထက်ကနေပြီးတော့စိတ်ကြိုက်မှာစားလို့ရပါတယ်ပြီးတော့ဒီမှာထူးထူးခြားခြား pizza နဲ့ spaghetti လည်းရပါသေးတယ်။သူတို့ရဲ့ pizza လည်းတော်တော်စားလို့ကောင်းနေမှာပါတယ်။ပြီးတော့ဒီလိုသင်္ဘောသီးတောင်းနေဆိုရင်လည်းကိုယ်တိုင်ဝင်ထောင်းလို့ရတယ်။အချိုပွဲတွေအနေနဲ့ဆိုရင်တော့ထိုင်းရိုးရာ traditional မုတ်အချိုပွဲတွေရှိပါတယ်။တောက်စရာဖြော်ရည်တွေဆိုရင်လည်းအမျိုးအစားတော်တော်လေးကိုစုပ်စုပ်လေးထားပေးထားတယ်ကိုယ်စိတ်ကြိုက်တောက်ရုံပဲပေါ့နော်။ Kim ကတော့ buffet စားတိုင်းကုတ်တောက်ရတာပဲကြိုက်ပါတယ်။ရေခဲမုတ်တွေဆိုရင်လည်းအမျိုးအစားစုံစုံလေးရှိရဲ scoop လုပ်ပြီးစားလို့ရတာရှိလို့ဒီလိုဆက်နဲ့ကိုယ်တိုင်ထဲလို့ရတဲ့ရေခဲမုတ်လည်းထားပေးထားပါတယ်။ဒီ Kotley seafood ဆိုင်ကဘန်ကောက်မှာဆိုရင်ဆိုင်ခွဲ3ဆိုင်ရှိပါတယ်။ Kim တို့သွားစားခဲ့တဲ့ဆိုင်လေးကတော့ခွက်ခိုင်ဘက်ကဆိုင်ခွဲလေးပါဒီဆိုင်ခွဲမှာတော့ buffet မျိုးစား2မျိုးနဲ့စားရှိပါတယ်လေးကိုကိုနဲ့ခွန်ကိုကိုဆိုပြီးတော့2မျိုးရှိပါတယ်ခွန်ကိုကိုထဲမှာတော့ premium sashimi တွေအဝါစားလို့ရပြီးတော့တချို့ exclusive menu တွေလည်းပါပါတယ်999ဘတ်တန် buffet တစ်မျိုးနဲ့ရတဲ့ Kotley ရဲ့ခြားဆိုင်ခွဲတွေမှာတော့ sashimi ပါတစ်ခါတည်းပါပါတယ်ခင်ဗျတို့သွားခဲ့တဲ့ဆိုင်ခွဲလေးကတော့လေးကိုကိုနဲ့ခွန်ကိုကိုဆိုပြီး2မျိုးခွဲထားတာပေါ့နော်ဒီဆိုင်ခွဲလေးမှာတော့ထိုင်ဖို့အတွက် outdoor နဲ့ indoor ဆိုပြီးရှိရဲ indoor ထဲမှာတော့ aircon လေးနဲ့ AC စားလို့ရတယ်ဒီ show ကြီးကတော့အပေါ်ကနေသူတို့အကောင့်ရှင်တွေကိုကန်နဲ့ပစ်ချတဲ့ဟာကြီးပေါ့နော်ဆိုင်ကိုရောက်ပြီဆိုတာနဲ့ဒီကောင်တာလေးမှာသွားပြီးတော့ token နံပါတ်ရင်ယူရပါတယ်token နံပါတ်ရပြီဆိုရင်ကိုနံပါတ် order ကိုထိုင်ဆောင်ရပါတယ်ကိုနံပါတ် order ဆိုမှအဲ့နေရာမှာပြန်သွားတန်းစီပြီးတော့ပတ်စံရှင်းရပါတယ်ပတ်စံရှင်းပြီးပြီဆိုရင်တော့အထဲဝင်ဖို့အတွက်လက်ပတ်လေးပတ်ပေးလိုက်ပါတယ်ဒီမှာတစ်ခုကောင်းတာကစားတဲ့အချိန်ကိုသတ်မှတ်ထားတဲ့ time limit လည်းမရှိပါဘူးဆိုင်က9နာရီဆိုစောက်ဖွင့်တာဆိုပေမဲ့လူရမ်းများတဲ့အတွက်နေ့လယ်3နာရီ4နာရီထဲသွားပြီးတော့ token နံပါတ်ယူသင့်ပါတယ် seafood ကြိုက်တဲ့သူတွေအတွက်ကတော့တကယ်ကိုတန်ပါတယ်ပြည့်ပြည့်ဗီဒီယိုလေးကိုလည်း save လုပ်ထားပြီးတော့ like and share လေးလည်းလုပ်ပေးပါအောင်နော် thank you bye bye